ဒီဗီဒီယိုကတော့ဘုမ YouTube ကိုစတင်ပြီးတော့လေးလာနေတဲ့သူတွေအတွက်ဖြစ်တယ်။နောက်ပြီးတော့ YouTube channel တစ်ခုဖွင့်တော့မယ်ဆိုရင်အသေးစိတ်ဘာတွေလိုအပ်မယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ်။နောက်ဒီ2025 YouTube ရဲ့ပြောင်းလဲမှုတွေပါကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ်။ရှင်းဦးဆုံးကျွန်တော်တို့ YouTube channel တစ်ခုဖွင့်တော့မယ်ဆိုရင်ကျွန်တော်တို့မှာရှိတာတင်တာက Gmail အဲ့ Gmail တစ်ခုရှိမှသာလေကျွန်တော် YouTube channel တစ်ခုကိုကျွန်တော်တို့ဖွင့်လို့ရမှာဖြစ်တယ်။နောက်ပြီးတော့ YouTube ဖွင့်တော့ Gmail ကိုကျွန်တော်တခြား platform မှာတွားပြီးတော့အသုံးမပြုဘူးတော့ကျွန်တော်ပြောချင်တယ်။ဒီ Gmail ကိုကျွန်တော်တို့ Facebook မှာတွားနေတုံးထားလဲဆိုရင်လည်း Facebook မှာအနာစာဖြစ်ခဲ့တယ်ဆိုရင်တို့ဒီ Facebook အကောင့်ပြတ်တာပဲဖြစ်ဖြစ် Facebook အကောင့် hack ခံရတာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ YouTube ဖွင့်လာလို့ Gmail ကပါသွားမှာပေါ့နော်။ဒီ Gmail ပါသွားတယ်ကျွန်တော်တို့ YouTube channel ရလည်း auto ပြတ်ပြီးသားဖြစ်တယ်။ monitor အောင်နေဖြစ်စေမအောင်နေဖြစ်စေ YouTube ဖွင့်လာလို့ Gmail ကိုကျွန်တော်တို့တည်တည်နေထားတာပို့ပြီးတော့ကောင်းတယ်။တခြား platform တွေနဲ့တွားပြီးတော့မရောဘူးတော့ဒီ video မှာကျွန်တော်ပြောချင်တယ်။နံပါတ်2ကတော့ YouTube channel တစ်ခုဖွင့်တော့မယ်ဆိုရင်တချို့သောလူတွေကြတော့ဒီ YouTube ကနေတော့ပဲ YouTube channel ကိုတွားပြီးတော့ဖွင့်တယ်။ဒါဟာမှားလို့ကိစ္စတစ်ခုဖြစ်တယ်။တကယ်၍ YouTube တွေကလည်းဖွင့်လို့မရတော့ဆိုတော့ရပါ YouTube တွေကဖွင့်တဲ့အခါမှာကျွန်တော်လိုအပ်လို့ setting တွေနောက်ပြီးတော့ဒီကျွန်တော်တို့ language တွေထည့်ဖို့နေရာတွေမှာအများကြီးလိုအပ်တယ်တက်တွေထည့်ဖို့နေရာမှာလည်းအများကြီးလိုအပ်တယ်ကျွန်တော်တို့ setting ဘိုင်းဆိုင်ရာတွေအများကြီးလိုအပ်တယ်လှလှပပလေးကျွန်တော်တို့မဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ YouTube channel တစ်ခုဖွင့်တော့မယ်ဆိုရင် Chrome သို့မဟုတ် browser တစ်ခုတည်းတွားပြီးတော့ဖွင့်နေဆိုရင်ကျွန်တော်တို့ YouTube channel ကလှလှပပလေးကျွန်တော်တို့ရတယ်နောက် YouTube ရဲ့ logo တွေကျွန်တော်တို့လှလှပပလေးဆွဲရင်းတော့ထည့်လို့ရတယ်နောက်ပြီးတော့ banner YouTube banner နော် YouTube banner ဆိုတာခုလိုမျိုးအနောက်ကပုံလေးကိုဒါ YouTube banner လို့ခေါ်တယ်အဲ့ဒါလေးကျွန်တော်တို့ထည့်လို့ရတယ်ကျွန်တော်တို့လိုချင်တဲ့ language တွေလည်းကျွန်တော်တို့ပြောင်းလို့ရတယ် YouTube channel တစ်ခုဖွင့်တော့မယ်ဆိုရင်မြန်မာပြည်ကနေတော့ဖွင့်မယ်ဆိုရင်အဓိက language အရေးကြီးတယ်နော် language ကကျွန်တော်တို့ထိုင်းတခြားသောနိုင်ငံတွေကျွန်တော်တို့ထဲမှာသာလဲကျွန်တော်တို့ YouTube မှာနောက်တစ်ချိန်မှာဒီ monetize ရှောက်မယ်ဆိုရင်ကျွန်တော်အဆင်ပြေတယ်သူသတ်မှတ်ထားလို့နိုင်ငံတွေကနေတော့ပဲသူက monetize ပေးတာဖြစ်တယ်မြန်မာကနေ monetize လုံးဝမရပါဘူးเนาะ YouTube channel တစ်ခုဖွင့်တော့မယ်ဆိုရင်အဓိကကကျွန်တော်တို့အဲ့ဒါလေးတွေသိထားဖို့လိုတယ်เนาะနံပါတ်3ကတော့ thumbnail လို့ပြောလိုက်တာနဲ့ YouTube ရဲ့ဒီ cover လေးတွေကျွန်တော်တို့တွေ့ရမယ်နိုင်ငံခြား channel တွေဆိုတော့တွားနေကြည့်လိုက်သူတို့ thumbnail သူတို့လမ်းပြောင်းသူတို့ဆွဲလာတယ် shade တွေသူတို့ဆွဲလာတယ်ကိုယ့်ရဲ့ဒီ thumbnail ကဘာကိုအလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တို့ကြည့်ရှုမှု view ဟာတွေကိုဒီ thumbnail နဲ့ကျွန်တော်တို့ဆွဲဆောင်တာစာအုပ်တော့မှာစာမျက်နှာပုံတစ်ခုကြည့်လိုက်တာနဲ့ထည့်ရစာပိုက်တွေဘာရှိမယ်ဆိုတော့ကျွန်တော်တို့ကြိုတင်ပြီးတော့သိနိုင်တယ်နော်ခုဒီ thumbnail ကလည်းအဲ့ဒါမျိုးပဲ thumbnail လှလှလေးတွေကျွန်တော်တို့ဆွဲမယ် thumbnail အမိုက်စာတွေကျွန်တော်တို့ဆွဲမယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကမကြခင်မှာအောင်မြင်လာတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ channel ကိုလည်း YouTube က view ဟာတွေစီအများကြီးပို့ပေးတယ်အဓိကကတော့ကျွန်တော်ဒီ thumbnail ဆွဲတာမပြင်းမှန်းတယ်လို့ကျွန်တော်ပြောချင်တယ်ဗီဒီယိုတစ်ပုတ်လုံးတော့ကိုကလောက်လာ view ရိုက်ပြဒီ thumbnail လေးဆွဲလို့ခါမှာနည်းနည်းလေး15မိနစ်20လောက်အချိန်ပေးပြီးတော့ thumbnail ကိုတေချာလေးဆွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကတတရရနဲ့ကြည့်ကောင်းတဲ့ channel တစ်ခုဖြစ်တယ်လို့နောက်ပြီးတော့ view ဟာတွေစီကိုလည်း YouTube ကပို့ပေးမှာဖြစ်တယ်အဓိက thumbnail ဆွဲရမပြင်းမှန်းတယ်ကျွန်တော်ပြောချင်တယ် thumbnail ကိုတက်နိုင်တဲ့လောက်လှလှလေးဆွဲပါနိုင်ငံခြားက YouTuber channel တွေတွားပြီးတော့ကြည့်ကြည့်ပါသူတို့ရဲ့ thumbnail တွေသူတို့တွေဆွဲတာပြန်လန်းနေဆွဲတာလုံးဝ HU တွေဖြစ်အောင်သူတို့ဆွဲတာတယ်လုံးဝအမိုက်ဆိုင်တွေဖြစ်အောင်သူတို့ဆွဲတာတယ်အဓိကကတော့ကျွန်တော်တို့ YouTube မှာအဓိကဆွဲဆောင်တာကတော့ thumbnail လို့ခေါ်တယ်နော်နံပါတ်4ကတော့ကျွန်တော်တို့တိုင်တယ်မှာကျွန်တော်တို့အဓိကဟိုဒီဗီဒီယိုနဲ့မသက်ဆိုင်လို့အကြောင်းအရာတွေတွားပြီးတော့မထည့်မိနဲ့ဥပမာဆိုဗီဒီယိုကဈေးရောက်တဲ့ဗီဒီယိုကိုကျွန်တော်တို့ကဒီ food blogger ဆိုပြီးတော့တွားပြီးတော့ထည့်လို့အဆင်မပြေဘူးနောက်ပြီးတော့ကျွန်တော်ခီးတွားလို့ဗီဒီယိုကိုကျွန်တော်တို့အစားတောက်ဆိုပြီးတွားပြီးတော့ထည့်လို့အဆင်မပြေဘူးအဲ့ဒါလေးကျွန်တော်တို့သိထားဖို့လိုတယ်တိုင်တယ်မှာကဒီဗီဒီယိုနဲ့သက်ဆိုင်လို့တိုင်တယ်ကိုကျွန်တော်တို့ထည့်ပါဗီဒီယိုထဲမှာပါလို့အကြောင်းအရာကိုပဲကျွန်တော်တို့တိုင်တယ်ထားပြီးတော့ကျွန်တော်တို့ထည့်ပါဗီဒီယိုဇက်ကလေးတင်လို့ channel ကြီးတွေမှာဆိုတွားပြီးတော့ကြည့်ပါဗီဒီယိုရဲ့အကြောင်းအရာဒီအောက်မှာသူတို့တွေနည်းနည်းလေးချရင်လို့ရေးပြထားတယ်ခင်ဗျားကဘာဖြစ်တယ်ကျုပ်ကဘာဖြစ်တယ်ဆိုပြီးတော့အဲ့ဒါမျိုးတွေထည့်ထားတယ်အဲ့ဒါတိုင်တယ်ကလည်းကျွန်တော်တို့ဗီဒီယိုမှာအရင်ကမှရေးကြည့်ပါတယ်အဓိက thumbnail နဲ့တိုင်တယ်နဲ့ကိုကျွန်တော်တို့တည်တည်ချာချာလေးစနစ်တကျလေးထားတတ်တယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုက view ဟာတွေစီ auto ရောက်တယ်နောက်ပြီးတော့ YouTube ကလည်း auto ပို့ပြီးတယ်ဒါလေးကျွန်တော်တို့သိထားဖို့လိုတယ်နော်နံပါတ်4ကတော့အဓိကကျွန်တော်တို့ content ကိုကဘယ်လို content မျိုးဖန်တီးမှာလဲကိုယ့်ရဲ့ view ဟာတွေကိုကဘယ်လို content မျိုးချပြမှာလဲကိုချပြဖို့ content ကလည်းလူကြိုက်လို့ content ဖြစ်ရမယ် view ဟာတွေကိုဆွဲဆောင်မှုရှိတဲ့ content မျိုးဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ YouTube channel တခုကမကြခင်မှာ monetize ပွင့်ပြီးတော့မကြခင်မှာကျွန်တော်တို့ပတ်စံတွေရလာမှု channel တခုဖြစ်လာမယ်အဲ့တော့မှလည်းကိုယ့်ရဲ့ဒီ content ကောင်းမှလည်းလူတွေကကိုယ့်ရဲ့ channel ကအားပေးမယ်ကိုယ့် channel ကို subscribe လုပ်မယ်နောက်ပြီးတော့ကိုယ့် channel ကိုသူတို့ share မယ် like တွေ comment တွေရေးမယ်ပေါ့နော်အဓိက comment တွေဒီ like တွေ share ရလို့ခါမှာကိုယ့်ရဲ့ channel ကလည်းမြန်လေးအောင်မြင်တယ်ကိုကဘယ်လိုကြောင်းရမျိုးကိုအဓိကဦးစားပေးတော့တင်ဆက်မယ်ဆိုတာကို YouTube channel တခုမဖွင့်ခင်မှာအရင်ဆုံးစဉ်းစားပါဒါကလည်းအဓိကလိုအပ်လို့အကြောင်းအရာတစ်ခုဖြစ်တယ်ကိုတင်လို့ content ကောင်းမှသာလည်းကိုယ့်ရဲ့ channel ကိုလူတွေစိတ်ဝင်စားမယ်ကိုက thumbnail ဘလောက်ပဲကောင်းအောင်ဆွဲတာတိုင်တယ်ဘလောက်ပဲစိတ်ဝင်စားအောင်ထည့်တာ
ကိုယ့်ရဲ့ contact ကမကောင်းဘူးဆိုရင်လူကဟိုခဏပဲကြည့်မှာပေါ့နော်ခဏတော့ဝင်ကြည့်လိုက်မယ်ဒီတမ်ပလေးကြောင့်ဝင်ကြည့်မယ်တိုင်တယ်ကြောင့်ဝင်ကြည့်မယ်ခဏဝင်ကြည့်ပြီးတော့ကိုယ့်ရဲ့ဒီ contact ကမကောင်းဘူးလူတွေအတွက်ဘာမှအကျိုးမြတ်မရှိဘူးလူတွေအတွက်ဘာမှကိုယ်ကရက်တာမပေးနိုင်ဘူးဆိုရင်လူတွေကခဏပဲကြည့်ပြီးတော့ကိုယ့်ရဲ့ channel ကထွက်သွားမယ် subscribe တွေလုပ်မှာမဟုတ်ဘူးဆက်ပြီးတော့ကြည့်မှာမဟုတ်ကိုယ့်ရဲ့ content ဟာကောင်းနေတယ်ဆိုရင်လူတွေကဆက်ပြီးတော့ကြည့်မယ်အဓိကကကိုယ့် YouTube channel တခုစတင်ပြီးတော့အခုမှလုပ်မယ်ဆိုရင် content ကိုကိုယ်ရင်အောင်စဉ်းစားဘယ်လို content မျိုးနဲ့လိုက်တယ်ဘယ်လိုအကြောင်းမျိုးနဲ့လိုက်တယ်ဆိုတော့ဒါလေးကိုထည့်ပြီးစဉ်းစားသိချင်တယ်နံပါတ်5ကတော့ကျွန်တော်တို့ဒီ comment ပေါ့နော်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်အောက်မှာ comment တွေလာရောက်ပြီးတော့မှန်းလို့ခါမှာ comment ကိုတချို့တော်လူတွေကြတော့မပြန်ကြဘူးတချို့တော်ကြလက်လူရှိကြတယ်ဒါကိုကျွန်တော်တို့လုပ်လို့မရဘူးဗျကျွန်တော်တို့ဗီဒီယိုကျွန်တော်တို့အားပေးပြီးတော့လာရောက်ပြီးတော့မှန်းလို့ comment ကိုကျွန်တော်တို့ကတူဦးတယောက်ချင်းစီတိုင်းကိုစိတ်ရှိလေးနဲ့ပြန်ပေးရမယ်နော်သူတို့လည်းဘယ်လိုကြောင်းရမလို့ကြိုက်တတ်တာလဲဘယ်နေရာလေးမှာလိုအပ်တယ်ဆိုတော့ကိုယ့်ရဲ့ဗီဒီယိုကိုကြည့်နေသူမှသာလည်းပို့ပြီးတော့သိမယ်အဲဒါကြောင့် comment ကိုအဓိကထားပြီးတော့ပြန်ပေးပါ comment ပြန်ပေးအားချင်းဖြစ်လဲကိုယ့်ရဲ့ channel ကိုဥပမာဗျဟို subscribe မလုပ်တာဘူးဆိုရင်တော့မှကိုက comment ပြန်ပေးအော်ဒီလူစိတ်သဘောထားရှိပါလားငါပြောလို့ကြောင်းတော့ तू ကလက်ခံပါလားဆိုတော့ကိုယ့်ရဲ့ channel ကို तू ကဆက်ပြီးတော့ကြည့်ဖို့တော့ကို subscribe နှိပ်တာမယ်အဲ့ဒါကြောင့်အဓိက comment ကိုအဓိကထားပြီးတော့ပြန်ပေးပါ share လို့ comment နဲ့ဟိုတခြားသော comment တွေနဲ့ဒါပဲတွဲနေမှာပေါ့နော်ကိုယ် share လို့ comment ကိုလည်းကိုကအဓိက comment ထားပြီးတော့ပြန်ပြီးဘာကြောင့် share တာလဲဘာအတွက် share တာလဲဆိုတော့ကိုကမရိုင်းမင်းနဲ့ဒီတိုင်းလေးပြန်ပြီးတနေ့ကျရင်အဲ့ဒါလည်းကိုယ့်ရဲ့ပရိသတ်ဖြစ်လာနိုင်တယ်နော်အဓိက comment ပြန်မပြင်းမှလို့ကျွန်တော်ပြောချင်တယ်အခုမှ YouTube channel ကိုစတင်ဖွင့်လို့လေးလာနေတဲ့သူတွေဆိုရင်ဒီနေ့ဗီဒီယိုလေးကအကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးပဲနောက်လာဗီဒီယိုတွေမှာကျွန်တော်လည်းဒီပြန်တွေ့မယ်မိတ်ဆွေတို့ရဲ့သိချင်တဲ့အကြောင်းအရာလေးတွေမိတ်ဆွေတို့ထင်မြင်ချက်လေးတွေကိုအောက် comment လေးမှာကျွန်တော်ကိုမှန်းသွားပြီးလို့ရပါတယ်ကျွန်တော် comment အားလုံးကျွန်တော်ပြန်ပြီးမှဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ channel တစ်ခုမဖွင့်တတ်ဘူးဆိုရင်ကျွန်တော်စီမှာလာရောက်ပြီးတော့ YouTube channel ကိုလာရောက်ပြီးတော့ဖွင့်လို့ရပါတယ်ကျွန်တော်အလကားအခါ free ဖွင့်ပြပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်